မြန်မာနိုင်ငံတော်၏ပထမဆုံးပြည်သူ့ဝန်ကြီးချုပ်ဟောင်းဦးနုကွယ်လွန်သည့်ဖေဖော်ဝါရီလ14ရက်14နှစ်မြောက်နှစ်ပတ်လည်ဆွေးနွေးအခမ်းအနားကို2009ခုနှစ်ဖေဖော်ဝါရီလ22ရက်တနင်္ဂနွေနေ့ကအမေရိကန်နိုင်ငံလော့စ်အိန်ဂျလိစ်မြို့ဘော်ရီဘတ်မြို့နယ်ဓမ္မဇောတိကျောင်းတိုက်တွင်ပြုလုပ်ကျင်းပခဲ့ပါသည်နနက်10:00 နာရီမှ17:00 နာရီအထိလော့စ်အိန်ဂျလိစ်မြို့တွင်သတင်းသုံးသာသနာပြုနေကြသော Grand View ဗုဒ္ဓဘာသာကျောင်းဓမ္မဒုက္ခကျောင်းနှင့်ဓမ္မဇောတိကျောင်းတို့မှတန်ဃာတော်၄ပါးတို့အားနေ့စွန်းဆက်ကတရားနာခဲ့ကြရာဦးနုဤသားဦးတောင်းထိုက်နှင့်မိသားစုဝင်များလော့စ်အိန်ဂျလိစ်မြို့နေမြန်မာနိုင်ငံရေးနယ်ပယ်စာပေနယ်ပယ်နှင့်ဘာသာရေးနယ်ပယ်အသီးသီးတို့မှဦးနုအားကြီးညိုလေးစားခဲ့ကြသည့်မြန်မာဇာတိနွယ်မိသားစု200ကျော်တို့တက်ရောက်ခဲ့ကြပါသည်မြန်မာနိုင်ငံအပါအဝင်ကမ္ဘာတစ်ဝန်းရှိနိုင်ငံအသီးသီးတွင်ရောက်ရှိနေကြသောမြန်မာဇာတိနွယ်မိသားစုများကလည်းဦးနုနှင့်ဇနီးဒေါ်မြရီတို့အားရည်စူး၍မြန်မာဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးတွင်တန်ဃာတော်များအားဆွန့်ကပ်လှူဒါန်းခဲ့ကြသည်ဝန်ကြီးချုပ်ဟောင်းဦးနုသည်1909ခုနှစ်မေလ25ရက်နေ့တွင်အေယာဝတီတိုင်းဝါခဲမမြို့နယ်၌အဖဦးစံထွန်းအမိဒေါ်စောခင်တို့မှမွေးဖွားခဲ့ပြီး1995ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့တွင်ရန်ကုန်မြို့ဗဟန်းမြို့နယ်ပြည်ထောင်စုရိပ်သာလမ်းနေအိမ်တွင်ကွယ်လွန်အနိစ္စရောက်ရှိခဲ့ပါသည်နောက်ဆုံးပြည်သူ့ရွေးကောက်တင်မြှောက်ခံဝန်ကြီးချုပ်ဦးနုသည်မြန်မာလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင်အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သူဖြစ်တယ်လို့လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်းဗုဒ္ဓဘာသာရေးတွင်စဋ္ဌသင်္ဃာယနာတန်ခါဒါယကာကြီးအဖြစ်၎င်းမြန်မာစာပေရေးရာတွင်၎င်းပြည်သူလူထု၏လူမှုရေးရာကိစ္စများတွင်၎င်းစောစောတမန်ဦးဆောင်လမ်းညွှန်နိုင်ခဲ့သည့်နိုင်ငံခေါင်းဆောင်ကောင်းတဦးအနေနဲ့မြန်မာနိုင်ငံသားအားလုံးတို့ကယနေ့ထက်တိုင်လွမ်းဆွတ်တတိယလျက်ရှိကြောင်းမန္တလေးကစားမှတင်ပြလိုက်ရပါသည်ရှင်